ဆွန်းထူတယ်နော်မိတ်ဆွေတွေနော်ကလတ်ကြီးမယ်လှလိုက်တာ3ပါမိတ်ဆွေများဒါလေး3000ဒီမှာဒါလေးကတော့မနေ့ကတော့ပြပြီးသားလေးထပ်ပြလိုက်မယ်ကိုတန်းအောင်လေးမင်္ဂလာပါနော်လေးခုကိုရေးနေတော့ဒါလေးတော်တော်လှတယ်မိတ်ဆွေတွေနော်တော်တော်ကိုလှတဲ့ဓာတ်နဲ့အနီရဲလေးအနီအခန်းလေးပြန်နော်ဒါလေးချက်ရင်3000ဆွန်းထူတယ်နော်မိတ်ဆွေတွေနော်ကလတ်ကြီးမယ်လှလိုက်တာ3ပါမိတ်ဆွေများဒါလေး3000 4 4000ဒီမှာမိတ်ဆွေတွေဒီကောင်တော်တော်မိတ်တယ်ဗရံများအရဲလေးဒါဥကြောက်နော်ဥကြောက်ဥထားတဲ့ဗရံများလေးနော်ယောက်ျားလေးတွေနော်တပန်းငကလေးလေးနားတစ်ဖက်တည်းပဲပန်းကျင်တာလှ